ကဘာမြေဖော်ကိုချင်းချောင်းမှုအသစ်တစ်ခုရောက်ရှိလာတဲ့အတွက်စစ်တပ်ကအဲ့ဒီအကောင်ကိုရှင်းပစ်ဖို့ပြင်ဆင်ကြပါတယ်။ဒါပေမဲ့သူတို့ဖြစ်မှစီအရောက်သွားနိုင်တဲ့အချိန်မှာပဲရေပဝဲလက်တန်းတွေအများကြီးထွက်လာပြီးသူတို့ကိုတိုက်ခိုက်ပါတော့တယ်။စစ်သားတွေကကြောက်လန့်တကြားနဲ့ပြစ်ခတ်ကြပေမဲ့တယောက်ပြီးတယောက်အသက်ခံလာရပါတယ်။ ရတတပတ်အနေငယ်ကြပြီးတဲ့နောက်မှာတော့စစ်သားတွေကိုတိုက်ခိုက်ခဲ့တဲ့အဲ့ဒီတတဝါကြီးကအထက်တန်းကျောင်းတစ်ကျောင်းမှာစာသင်ပေးနေပြီးသူ့ဖုန်ဆောင်ကရေပဝဲနဲ့ Pac-Man game ထက်ကကောင်ကိုပေါက်ဆက်ထားသလိုဖြစ်နေပါတယ်။သူအတန်းကျအမတ်စာရင်ခေါ်နေတဲ့အချိန်မှာပဲကျောင်းသားတွေကရောဘာကြီးစန်းတွေနဲ့ဖစ်ခတ်ပြီးသူ့ကိုတတ်ဖို့ကြိုးစားကြပါတယ်။ဒီဆဲကျော်ထလေးတွေကဘလိုလော့ပြီးဒီဇလန်ချဲပါလာရတာလေအားလုံးကသူတို့ကျောင်းနောက်ဆုံးနှစ်ကိုရောက်တဲ့အချိန်မှာစားကျင်ခဲ့တာပါ။သူတို့ကခုနူကီကာအိုကကျောင်းရဲ့စာအញ្ញံဆုံးကျောင်းသားတွေစုထားတဲ့ Class 3E အတန်းကဖြစ်ပါတယ်။ Class A ကကျောင်းသားတွေကတော့ကျောင်းအုပ်ကြီးရဲ့အစော်အရအနာဂတ်မှာတောက်ပါမဲ့ထိတ်တန်းကျောင်းသားတွေဖြစ်ကြပါတယ်။အမတ်နဲ့တဲ့ Class E တတန်းလုံးကအဖြစ်ပေတဲ့အနေနဲ့စွန့်ပစ်ထားတဲ့အဆောက်အဦပြကြီးစီကိုပို့လိုက်ပါတယ်။ကျောင်းအုပ်ကြီးရဲ့စင်ချေကတော့ဒီလိုလုပ်လိုက်မှတခြားတော်တဲ့ကျောင်းသားတွေရဲ့တိုးတက်မှုကိုသူတို့ကမနှောင့်ယှက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။သူတို့စာသင်ခန်းကိုရောက်တဲ့အချိန်မှာတော့ကျောင်းသားတွေအန်တိုးထွားကြပါတယ်။သူတို့ရဲ့ဆရာအသစ်ကလရဲ့တစိတ်တစ်ပိုက်ကိုဖြစ်စည်းခဲ့တဲ့ဂျိုတိုင်းဖယ်နေပြီးကျောင်းစင်းခွေးချရင်ကဘာကြီးကိုပါဖြစ်စည်းမယ်လို့ချန်စီထသူဖြစ်နေလို့ပါပဲ။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကချာဒါအိုမီကာရာဆူမာကကျောင်းသားတွေကိုသူတို့ရဲ့တာဝန်ဟာဘွဲမယူခင်ဒီဆရာကိုတတ်ဖို့ဖြစ်တယ်မဟုတ်ရင်ကဘာကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်လို့အတိပေးလာပါလေဒါပေမဲ့ပြဿနာတစ်ခုရှိတာကအဲ့ဒီတတဝါကအယမ်းမြန်လွန်းပြီးကျွမ်းကျင်တဲ့အေဂျင့်တွေတောင်သူ့ကိုတစ်ချက်ကလေးတောင်ထိအောင်မလုံနိုင်ကြပါဘူးအဲ့ဒီအဝါရောက်တတဝါကြီးက Class E ကိုစာသင်ပေးခွင့်ရမယ်ဆိုရင်သူ့ကိုတတ်လို့ရအောင်အခွင့်အရေးပေးမယ်လို့အစိုးရနဲ့သဘောတူညီမှုလုပ်ထားကြောင်းပြောကြပါလေထာဒါဝမီကကာကွယ်ရေးဝန်ကြီးဌာနကထုတ်လုပ်ထားတဲ့ကြီးစန်းသွင်းညိုက်ဓာတ်တွေကိုမိတ်ဆက်ပေးပါလေဒီလက်နက်တွေကအထူးပစ္စည်းတွေနဲ့ပြုလုပ်ထားပြီးလူသားတွေကိုအန္တရာယ်မဖြစ်စေပေမဲ့အဲ့ဒီတတဝါကြီးတော့တေးစေလက်တဲ့တန်ရာကိုရစေပါတယ်သူအမှန်တိုင်ဖြောနေတာဖြစ်ကြောင်းတက်တီပြဖို့အတွက်ဆရာလောက်သူကတနတ်ကိုယူပြီးသူရဲ့ရေပေါ်ဝိုင်းလက်တန်းကိုဖစ်ပြလိုက်ပါလေကျောင်းသားတွေကလန့်သွားကြပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲပြတ်သွားတဲ့နေရာမှာလက်ကျန်အသစ်ပြန်ထွက်လာပြီးအကောင်းပကတိပြန်ဖြစ်သွားပါတယ်ဒီကြိုသားကဘာလို့အစိုးရနဲ့ဒီလိုသဘောတူညီချက်လုပ်ခဲ့လဲဆိုတာဘယ်သူမှမသိပေမဲ့သူကចောင်းသားတွေကိုတော့ဘယ်တော့မှဒုက္ခမပေးဘူးလို့ကတိပေးထားကြောင်းအေဂျင့်ကပြောပါတယ်နောက်ဆုံးမှာတော့ဒီတတဝါကြီးကိုအောင်မြင်စွာတတ်နိုင်ပြီးကဘာကြီးကိုကယ်တင်နိုင်တဲ့သူဟာယန်10 ဘီလီယံစုချင်းငွေရရှိမယ်လို့ဆိုပါလေအဲ့ဒီအချိန်ကစပြီးတာတာအိုမီကចောင်းသားတွေကိုလေ့ကျင့်ပေးဖို့လက်ထောက်ဆရာဖြစ်လာပါတယ်သူ့အပြင်ចောင်းသားတွေကိုအင်္ဂလိပ်စာသင်ပေးဖို့နောက်ထပ်ဆရာမတစ်ယောက်ငှားလိုက်ပါတယ်နဲ့သူမနာမည်ကတော့ Irina Jelavich သူပြီးကဘာကြီးကိုချင်းချောင်နေတဲ့အဲ့ဒီအကောင်ကြီးကိုတတ်ဖို့ဆေးလွတ်လိုက်တဲ့ကျွမ်းကျင်အေဂျင့်တစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့မီနီကန်ကိုတုံးပြီးပစ်တာတောင်မှသူမရဲ့စစ်စင်ရေးကအောင်မြင်ဖို့နှီးဆက်တဲ့အခြေအနေတောင်မရှိခဲ့ပါဘူး။ကျောင်းစင်းချိန်တွေမှာတာတာအိုမီကကျောင်းသားတွေကိုလေ့ကျင့်ပေးပြီးတထည်ခဲနဲ့သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေတိုးတက်လာပါတယ်။အတန်းတိုက်ကနာဂီဆော့ဆိုတဲ့ကောင်လေးကတော့ဒီအတန်းကိုရောက်ကြတဲ့ကသူ့ဆရာရဲ့အားနည်းချက်တွေကိုလေ့လာမှတ်သားနေခဲ့ပါတယ်။ဆရာရဲ့မျက်နှာကသူ့စိတ်ခံစားချက်အပေါ်မူတည်ပြီးအယောင်ပြောင်းလဲနိုင်တဲ့ဆိုတာကိုပါသူတွေ့ရှိခဲ့ပါတယ်။ဒီနေ့မှာတော့သူ့တင်ငယ်ချင်း၃ယောက်ကနာဂီစာကိုသူတို့ရဲ့အစီအစဉ်မှာပူးပေါင်းဖို့စီးရုံးကြပါတယ်။သူတို့အပြောအရဆိုရင်ဒါကလုံးဝအပိုင်ပဲလို့ဆိုပါတယ်။နာဂီစာကလှုပ်ရှားဖို့အချိန်မတန်သေးဘူးလို့ထင်ပေမဲ့အတန်းဖော်ရဲ့ဖိအားပေးမှုကြောင့်လက်ခံလိုက်ရပါတယ်။အတန်းတန်နေတော့မှနာဂီစာကတူးလီချင်ခန်းပြီးဖြစ်ကြောင်းဆက်ရောက်ကိုပြောပြီးစောက်သွားထားပါတယ်။သူ့လက်ထဲမှာဓာတ်တချောင်းကိုခွက်တီသွားတာဖြစ်ပေမဲ့ရေပေါ်ဝဲကြီးကိုထိုးဖို့ကြိုးစားတဲ့အခါသူ့တိုက်ခိုက်မှုကအလွဲတူကူပဲပြက်ပြက်သွားပါတယ်။အဲ့ဒီတော့နာဂီစာကဆက်ရောက်ကိုဖတ်ထားလိုက်ပြီးစက္ကန့်ပိုင်းအကြာမှာဘုံပေါက်ကွဲသွားပါတော့တယ်။ကျောင်းသားတချို့ကတော့အဲ့ဒီတတဝါခီကိုအဆုံးစီရင်လိုက်နိုင်ပြီလို့ထင်ပြီးအောင်ပွဲခံကြပါတယ်။ကာယာနိုနဲ့တခြားတငယ်ချင်းတွေကနာဂီစာကိုကူညီဖို့သွားကြပြီးကျန်တဲ့၃ယောက်ကိုပါလောက်လိုက်တာလဲလို့မေးကြပါတယ်။အဲ့ဒီတော့မှသူတို့ကအထူးပြုလုပ်ထားတဲ့ရောဘာကြီးစန်းတွေထည့်ထားတဲ့လက်ဖက်ပုံးကိုဖန်တီးခဲ့တာဖြစ်ကြောင်းဝန်ခံကြပါတယ်။အစီအစဉ်ကတော့အဲ့ဒီကြီးစန်းတွေနဲ့ဆက်ရောက်ကိုတပ်ဖြစ်ဖို့ဖြစ်ပြီးနာဂီစာကတော့တန်ကြာအနှဲငယ်လောက်ပဲရမယ်လို့တွက်ထားကြတာပါ။ဒါပေမဲ့တခြားတစ်ဖက်ကိုကြည့်လိုက်တဲ့အခါဆရာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအမြဲပါတစ်ခုနဲ့ဖုံးအုပ်ထားလာကိုတွေ့လိုက်ရပါတယ်။သူတို့တွေအလောင်းကိုရှာဖွေကြပေနဲ့အဝါရောင်ကောက်ကြီးကပွန်းပက်တာညာတောင်မရခဲ့ပဲအခန်းမျက်နှာ
လက်ချဖော်မှာကပ်ပြီးသူတို့ပြောသမျှကိုနားထောင်နေတာတွေ့လိုက်ရပါတယ်။သူကတလာကိုတစ်ချိန်အရေခွန်လဲနိုင်ပြီးအဲ့ဒီအရေခွန်ကအရာမာကျော်ကပောက်ကွဲမှုတန်းအလုံးကိုခန့်နိုင်ရရှိတာကြောင့်သူလွတ်မြောက်သွားခဲ့တာပါ။ဒါပေမဲ့နာဂိစာရဲ့အသက်ကိုအန်ဒရဲဖြစ်အောင်လုပ်ခဲ့တဲ့အဲ့ဒီ၃ယောက်ရဲ့အစည်းအဝေးကြောင့်ဆရာကအရန်ဒေါသထွက်သွားပါတယ်။ဒေါသကြောင့်သူ့မျက်နှာကအနီရောင်ပြောင်းသွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီចောင်းသား၃ယောက်ရဲ့မိဘတွေအိမ်ကိုတွားကသူတို့ရဲ့အိမ်နာမည်ဆိုင်ပုတ်ကလေးကိုဖြုတ်ပြီးယူလာခဲ့ပါတယ်။ ဆရာကအစိုးရနဲ့တဘောတူညီချက်အရာကျောင်းသားတွေကိုဒုက္ခမပေးနိုင်ပေမဲ့နောက်တစ်ခါတခြားအတန်းဖော်ရဲ့အသက်ကိုရဲရဲတင်းတင်းအန်တရဲပြူလာမယ်ဆိုရင်တော့သူတို့ရဲ့မိသားစုဝင်တွေဒုက္ခရောက်မယ်လို့ချင်းချောက်လိုက်ပါတယ်။ချင်းချောက်ပြီးဆုံးမစကားပြောပြီးမှတော့အားလုံးကိုနေရာပြန်ထိုင်ခိုင်းပြီးစားဆက်တင်ပါတယ်။ခါယာနိုကဆရာမနာမည်ရှိလာလို့မေးတဲ့အခါဂျိုသားဆရာကမရှိဘူးလို့ဖြေကြကြောင်းကျောင်းသားတွေကသူ့ကိုချစ်စနိုနဲ့ကိုရိုစင်ဆေးလို့ခေါ်ကြဖို့အကြံပြုပါတယ်။အားလုံးကသဘောကျချတယ်လို့ဆရာကိုယ်တိုင်ကလည်းကြိုက်သွားပြီးအဲ့ဒီအချိန်ကစလို့ကိုရိုစင်ဆေးလို့အမည်တွင်သွားပါတယ်။အဲ့ဒီနေ့မှာပဲထားထားဦးမီကျောင်းကိုရောက်လာတော့ကျောင်းသားတွေကဘတ်စကတ်ဘောကွင်းဘက်မှာစုယုံနေကြပြီးကိုရိုစင်ဆေးကဘတ်စကတ်ဘောပိုက်ကွင်းထဲမှာမိနေတာကိုတွေ့လိုက်ရပါတယ်။အိုင်ရီနာလည်းရောက်လာပြီးဘာချေတာလို့မေးကြပါတယ်။ကျောင်းသားတွေကမနီးကကလေးကထောင်ထားတဲ့ထောင်ချောက်ထဲကိုဆရာဝင်သွားပြီးပိတ်မိနေတာလို့ပြောပြပါတယ်။ပညာရန်ခါနေရင်ပိုက်ခွင်ပြုတ်ချသွားပြီးကိုရိုစင်ဆေးမြေကြီးပေါ်ပြုတ်ချသွားပါတယ်။ကျောင်းသားတွေကအခွင့်ကောင်းယူပြီးဝိုင်းပြကြပါတယ်။ဒါပေမဲ့ရေပဝဲကြီးကပိုးမြန်နေပြီးမြစ်တောင်တစ်ခါအတွင်းမှာပဲကျောင်းခေါင်မှုပေါ်ရောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအတန်းအေကနေအကျန်းဖတ်မှုကြောင့်ကျောင်းသားခံထားတဲ့အခါပါနီကာမာဆိုတဲ့ကျောင်းသားတစ်ရောက်ရှိလာပါတယ်။ကောင်လေးကဆရာကိုနှုတ်ဆက်ရင်းနဲ့သူ့ညာလက်မကတ်ထားရဲ့ဆရာကိုတက်နိုင်တဲ့အထူးဖြစ်စီအစွမ်းကိုစမ်းသပ်လိုက်ပါတယ်။ နောက်တနေ့မနက်အတန်းထဲရောက်တော့သူ့စားပွဲပေါ်မှာရေပဝဲတကောင်ဓာတ်နဲ့အထိုးခံထားတာကိုကိုရိုစင်ဆဲတွေ့လိုက်ကြပါနဲ့ကာမကသူ့ဆရာထင်းပြီးတတ်လိုက်မိတာပါဆိုပြီးတောင်းပန်ပါတယ် အဲ့ဒီအချိန်မှာဂျိုသားဆရာကကောင်နီးနားကတ်သွားပြီးသူ့ရေပဝဲလက်တန်ကြီးရဲ့စွမ်းအားကိုပြမယ်လို့ပြောလိုက်ပါတယ်ပထမဆုံးအဲ့ဒီရေပဝဲကိုအစာတွတ်မုံလောက်ပစ်လိုက်ပြီးကောင်လေးပါဆက်တဲ့အတင်းထိုးထက်ခါလက်သေးတူလေးပါတက်ပေးလိုက်ပါသေးတယ်နောက်ပိုင်းအင်္ဂလန်လမ်းမှာနာဂီစာကသူ့အတန်းဖော်အတင်းနဲ့တွေ့ပါတယ်ကာမာကတွေးဆားနဲ့သူ class A မှာတော့ကဖြစ်ခဲ့တာကိုပြန်ပြောပြပါတယ်။တခြားကျောင်းကကောင်တွေနဲ့ရန်ဖြစ်တုန်းကကျောင်းအုပ်ကြီးရောက်လာပြီးကာမာဘက်ကအမြဲရက်တီးပေးမယ်လို့ပြောခဲ့ဘူးကျောင်းပေါ့။နာဂီစာရောက်လာတာကိုတတိထားမိတော့ကာမာကခိုရိုစင်ဆေးဟာထူးဆန်းပေမဲ့ဆရာကောင်းတယောက်ဖြစ်ကြောင်းဒါပေမဲ့သူတို့မှတက်ရောက်မဲ့အမိန့်ရှိကြောင်းပြောပါပဲ အဲ့ဒီအချိန်မှာပဲဆရာရောက်လာပြီးသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမြင့်တင်ကြဖို့အကြံပေးပါတယ်ကာမာကသူ့ဆရာကိုចောင်းသားတယောက်ကိုကာကွယ်ဖို့ကအသက်ဆွတ်ရဲလာလို့မေးပါတယ်။ဆရာကဆွတ်ရဲတယ်လို့ဖြေလိုက်တဲ့အခါကာမာကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူကတနက်ကိုထုတ်ပြီးတောင်ကမ်းပါရံဖောင်းကနေခုံချလိုက်ပါတယ်။သူ့အကြံကတော့သူ့ကိုဆရာလာကဲတဲ့အချိန်မှာပြစ်တတ်ဖို့ပေါ့။လေထဲကိုကျနေတဲ့အချိန်မှာကာမာက class A ကကောင်လေးတယောက်ကိုအနိုင်ကျင့်နေတဲ့ class A ကပိုချသူ၃ယောက်ကိုသူဆုံးမခဲ့တဲ့နေ့ကိုပြန်စတိရောက်သွားပါတယ်။အဲ့ဒီကိစ္စကိုចောင်းအုပ်ကြီးတီးသွားတော့ထိတ်တန်းចောင်းသားတွေကိုကိုထိလက်ရောက်ကျူးလွန်ရပါမလားဆိုပြီးသူ့ကို class A ကိုပို့ပြီးအဖြစ်ပေးခဲ့တာပါဒီလိုတွေးနေတော့မှပဲစင်စေကသူ့လက်တန်းတွေနဲ့ပင်ကိုအိုင်လိုရက်လုတ်ပြီးကောင်လေးဖြုတ်မကြအောင်ဖမ်းလိုက်ပါလေဒီနည်းနဲ့သူအသက်ခံရမယ့်အန်တရာယ်မရှိပဲသူ့ចောင်းသားကိုကယ်တင်လိုက်နိုင်ပါတယ်ကောင်လေးကိုကုန်းပေါဖြန့်တင်ပေးလိုက်ပြီးကာမာတယောက်စိတ်ဖြက်လက်ဖြက်နဲ့ထွက်သွားပါတယ်ကာခွေရေးဝန်ကြီးဌာနမှာတော့ဥက္ကဋ္ဌကဒီအကောင်ကြီးရောက်လာပြီး2လအတွင်းမှာဂျပန်နိုင်ငံဟာတခြားနိုင်ငံတွေကတုံးကြီးနဲ့ပြစ်ခတ်မှုတွေခံခဲ့ရပေမဲ့ဂျိုသားရေပဝဲကြီးကကယ်တင်ပေးခဲ့ကြောင်းပြောပါတယ်ဥက္ကဋ္ဌကဒီကိစ္စကိုထားထားအိုမီကိုပဲလွှဲထားခြင်းပေမဲ့တိုးတက်မှုမရှိတဲ့ကွာဒီအကောင်ကြီးကိုအစမ်းစီရင်ဖို့ចောင်းသားတက်တယောက်ထံလွတ်လိုက်တယ်လို့ဆိုပါတယ်နောက်တနေ့အတန်းချိန်မှာတော့အဲ့ဒီចောင်းသားတက်ဟာညံရည်သူ့တက်ဆင်ထားတဲ့စက်ရုပ်တရုပ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူရီမန်ချက်ကကိုရိုစင်းဆေးကိုပြစ်ခတ်ပါတော့တယ်စာတင်နေရင်နဲ့စက်ရုပ်ကဆက်တိုက်ပြစ်ခတ်နေတာကြောင့်တခြားចောင်းသားတွေစိတ်ညစ်လာပြီးစာကိုအာယုံစိုက်လို့မရတော့ပါဘူးနောက်ဆုံးတော့စက်ရုံရှုပ်ကွထားသမျှကိုကိုရိုစင်းဆေးကပဲလိုက်ရှင်းပေးရပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းစက်ရုပ်ကသူ့ရဲ့တင်ယူနိုင်စွမ်းမြင့်မားတာကြောင့်မစ်ရှင်အောင်မြင်ဖို့နီးစပ်လာနေပါပြီအခုဆိုရင်နောက်တစ်ကြိမ်တိုက်ခိုက်ရင်ဆရာကိုထိမှနိုင်ချေ 1.11 ရာခိုင်နှုန်းရှိလာပါပြီကျန်းစင်ခွဲအထီးသာတီလိုဆက်တိုးတက်နေရင်အောင်မြင်နိုင်ချေ90ရာခိုင်နှုန်းထိရှိလာမှာပါဒါပေမဲ့ဒီရာခိုင်နှုန်းတွေကကျောင်းသားတွေအတွက်အရေးမကြီးပါဘူးသူတို့စိတ်ပူတာကစာတင်ချိန်မှာအနောက်ရမဖြစ်ဖို့ပါပဲဒါကြောင့်စရုပ်ဆက်မပြစ်နိုင်အောင်ဆိုပြီးတိုက်တွဲနဲ့ပတ်ပြီးချီနှောင်းထားလိုက်ကြပါတယ်အတန်းဒီရောကိုရိုစင်းစေကစက်ရုပ်ចောင်းသားစီတွားပြီးចောင်းသားအလုံးရဲ့အချက်အလက်တွေပါတဲ့စာရွက်တွေကိုပြပါတယ်ဒါမှသူ့ရဲ့တန်းဖော်တွေကိုလှည့်လာပြီးသူတို့နဲ့ဘဲလို့အဆင်ပြေအောင်နေရမလဲဆိုတာသိမှဖြစ်လို့ပါ
နောက်တနေ့မနက်ကျောင်းရောက်တော့ကျောင်းသားတွေဖုန်းထဲကို message ဝင်လာပါတယ်ဖွင့်ကြည့်လိုက်တော့ AI စက်ရောကသူ့ရဲ့အတန်းဖော်တွေနဲ့အဆင်ပြေအောင်သူ့ကိုယ်သူ app တစ်ခုအနေနဲ့ပြောင်းလဲလိုက်ကြောင်းဆရာကိုတယောက်တည်းမထပ်တော့ပဲအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောလာပါလေကာယာနိုကဆက်ရုပ်ကိုနာမည်ပေးဖို့အကြံပြုပြီးအားလုံးက Risu လို့ခေါ်ဖို့သဘောတူလိုက်ကြပါတယ်Risu ကနောက်ထပ်ကျောင်းသားတဲ့တယောက်ပြောင်းလာပြီးကျောင်းကိုရောက်ခါနီးပြီလို့ပြောပါလေကိုရိုစင်စေအခန်းထဲဝင်လာပြီးစက္ကန့်ပိုင်းအကြာမှာပဲအမွှေးဖြူနဲ့ကောင်းလေးတစ်ယောက်မျက်နှာကျပေါ်ကနေပြုတ်ကျလာပါတယ်။ပြီးတော့ဖျားအောင်ကဝတ်ဆောင်ဝတ်ထားတဲ့လူတစ်ယောက်ဝင်လာပြီးကောင်းလေးကိုနောက်တစ်ခါတကားကဝင်ဖို့ပြောပါတယ်။သူကတော့ရှီရိုထည့်ပြီးကောင်းလေးရဲ့အုတ်ထင်းတူပါလို့မိတ်ဆက်ပါလေ။ကောင်းလေးကတော့အီတိုနာဖြစ်ပြီးဆရာနဲ့တူတူလေ့ကျင့်ခဲ့ဖူးကြောင်းပြောပါလေ။အီတိုနာကသူကဒီကလူတွေအကုန်လုံးထက်ဖိုးထမ်းပါတယ်လို့ပြောပြီးကိုရိုစင်စေကိုစိန်ခေါ်လိုက်ပါတယ်ဆရာကလက်ခံလိုက်ပြီးရှီရိုကစီကန်းတစ်ခုတတ်မှတ်ပါတယ်စားပွဲခုံတွေနဲ့ဝိုင်းထားတဲ့စီဝိုင်းထဲကအရင်ထွက်ရတဲ့သူရှုံးကြီးပါပဲတိုက်သွေးစားတာနဲ့အီတိုနာကဆရာရဲ့လက်တံတစ်ချောင်းကိုဖျက်ပစ်လိုက်နိုင်ပါတယ်အားလုံးအံ့ဩသွားတာကကောင်းလေးရဲ့ခေါင်းကနေရေပွဲလက်တံတွေထွက်လာလို့ပါပဲခိုရိုစင်စေကကောင်းလေးရဲ့လက်တံတွေကဖွံ့ဖြိုးဆဲပဲရှိသေးတာကိုတတိထားမိပြီးသူ့အတိတ်ကအကြောင်းတစ်ခုကိုတတိရသွားကဒေါသထွက်လာပါတယ်ဆရာကကောင်းလေးရဲ့တိုက်ခိုက်မှုတွေကိုရှောင်းသိမ်းပြီးအရေးခွန်လဲတိုင်နေနဲ့လွတ်အောင်ရှောင်းပါလေဒီလာထဲမှာအရေးခွန်လဲတာဒုတိယအကြိမ်ဖြစ်နေပါပြီမျက်နှာချက်မှာကတ်နေရင်သူ့လက်တံတွေပြန်ထွက်လာပြီမဲ့စွမ်းအင်ကုန်ခန်းနေပါသည်ဒါကြောင့်နောက်ထပ်တိုက်ခိုက်မှုတွေကိုမရှောင်နိုင်တော့ပဲအတော်လေးအရိုက်ခံလိုက်ရပါတယ်ပြန်ကောင်းလာတဲ့အခါမှာတော့သူနဲ့အဆင့်တူပြိုင်ဘက်ကိုပထမဆုံးအကြိမ်တွေ့ဖူးတာပဲလို့ဝန်ခံပါတယ်ဒါပေမဲ့ခိုရိုစင်စေကအလွယ်တကူအရှုံးမပင်မဘူးကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပေးထားတဲ့ဓာတ်ကိုသုံးပြီးပြန်တိုက်ပါလေကောင်းလေးရဲ့လက်ကန်တွေကလည်းသူ့လိုပဲအထူးပစ္စည်းတွေနဲ့လောက်ထတာမို့လို့ကောင်းလေးရဲ့လက်တံတွေထိခိုက်သွားတော့အမြန်နှုံးကျသွားပြီးဆရာကအီတိုနာကိုအတန်းပြင်ပရုပ်သွားအောင်တွန်းထုတ်လိုက်နိုင်ပါတယ်ကောင်းလေးကဆရာရဲ့ကာထလို့မထိခိုက်ပေမဲ့စီဝိုင်းပင်ရောက်သွားတဲ့အတွက်ရှုံးသွားပါတယ်ရှီရိုကသူ့တပည့်ကိုခံပြီးမကြခင်ပြန်လာခဲ့မယ်လို့ကတိပေးပြီးထွက်သွားပါတယ်အတန်းပြီးတော့နာဂီဆာနဲ့ခါယာနိုကဆရာကိုပါလို့ class E မှာလာစာတင်တာလဲလို့မေးကြပါတယ်ခိုရိုစင်စေကတဆုံတယောက်ကိုဖေးထားတဲ့ကတိတစ်ခုကြောင့်ပါလို့ဝန်ခံပါတယ်ဒါပေမဲ့ဘယ်သူလဲဘာကတိလဲဆိုတာတော့မပြောပြပါဘူးနာဂီဆာကဂျိုသားဆရာကိုတတ်နိုင်ဖို့အခုဘာလုပ်သေးလဲလို့မေးပါတယ်ခိုရိုစင်စေကကျောင်းသားတွေကိုစနေတနင်္ဂနွေကျောင်းမှာအိုက်ပြီးစာလုပ်ကြဖို့အကြံပေးပါတယ်သူကိုယ်တိုင်လည်းကျောင်းမှာနေမှာမို့လို့သူ့ကိုတတ်ဖို့အခွင့်အရေးတစ်ခုရမှာထင်ပါတယ်အတန်းကလက်ခံလိုက်ပြီးဆရာကလောက်ကျန်တက်ဖြတ်ခြင်းလေ့ကျင့်ရေးစခန်းလို့နာမည်ပေးလိုက်ပါတယ်ခိုရိုစင်စေကသူ့ရဲ့အမြန်နှုံးကိုတုံးပြီးကျောင်းသားတစ်ယောက်ချင်းစီရဲ့အားနည်းတဲ့ဘာသာရပ်တွေကိုတီးတန့်သင်ပေးပါတယ်ညပိုင်းရောက်တော့ထာရာအိုမီစီဖုန်းဝင်လိုက်ပြီးနီးပြတက်တညောက်ရောက်လာမဲ့အကြောင်းအသိပေးပါတယ်။နောက်တနေ့မနက်မှာခိုရိုစင်စေကထာရာအိုမီအကန်အိုရောက်လာပြီးအချစ်အေးအကြောင်းမေးတဲ့အခါသူ့ချစ်သူဆုံးခဲ့ရပုံကိုပြန်တွေးမိပြီးဆွေးထားပါတယ်။ပြောထားတဲ့အတိုင်းမနက်မိုးလင်းတော့ထာကာအိုကအခီရာကျောင်းကိုရောက်လာပြီး Class E ရဲ့နီးပြတက်ကျောင်းကျင်းရပါတယ်။လေ့ကျင့်ယူမစချင်ကျောင်းသားတွေကိုမနက်စာကြွေးတာကြောင့်အားလုံးကဆရာတက်ကိုတဘောချတော့ကြပါတယ်။နောက်တော့အိုင်ရီနာကသူ့မိခေါင်းထာကာအိုကအကြောင်းထာရာအိုမီကိုပြောပြပါတယ်။သူနီလန်ကကျောင်းသားတွေမိသားစုလို့ရှင်းနေအောင်အရင်လှုပ်ပြီးမှအာနာရှင်ဆန်အချမ်းဖက်ပြီးလေ့ကျင့်ပေးတာလို့ပြောပါတယ်ဒုတိယမြောက်နေ့လေ့ကျင့်ခန်းစားတော့ထာခါအိုခါကကျောင်းသားတွေကိုကွင်းပတ်ပြေးခိုင်းပါတယ်ခန်းစားကီဆိုတဲ့ကျောင်းသူလေးမူလဲကျသွားတော့နီးပြကအစင်ကြီးလောက်မေးပါတယ်ကောင်မလေးကမနိုင်တော့ဘူးထာရာအိုမီနဲ့ပဲလေ့ကျင့်ချင်တယ်လို့ပြောလိုက်တဲ့အခါလူရုပ်မာကကောင်မလေးကိုပါရိုက်လိုက်ပါတယ်ကျောင်းသားတွေဝိုင်းအောင်လာပြီးတောင်းပန်ကြပေမဲ့သူကတင်းခန်းစာပေးမယ်ဆိုပြီးခြေရိုက်ဖို့လုပ်ပါတယ်ဒုတိယအချက်မရိုက်ခင်မှာပဲထာရာအိုမီဝင်လာပြီးသူ့လက်ကိုဖန်ချုပ်လိုက်ပါတယ်သူကစိတ်ယောဂတွေကောင်းကိုကျောင်းသားတွေနဲ့ဝေးဝေးနေဖို့ပြောပါတယ်ထာခါအိုခါကထာရာအိုမီရဲ့လေ့ကျင့်ပုံတွေကမထီးရောက်တော့ကလေးတွေအားနေနေတာလို့ပြောပါတယ်။သူကထာရာအိုမီကိုအတော်ဆုံးចောင်းသားတစ်ယောက်ရွေးခိုင်းပြီးသူနဲ့ရင်ခိုင်းပါတယ်။ကောင်လေးကသူ့ကိုတားနဲ့တစ်ချက်ထီအောင်လုံနိုင်ရင်အရှုံးဖေးပြီးထွက်သွားမယ်လို့ကတိပေးပါတယ်။ထာရာအိုမီကနာဂီဆာကိုရွေးလိုက်ပေမဲ့မလုတ်ချင်ရင်မလုတ်နဲ့လို့ပြောပါတယ်။ဒါပေမဲ့ចောင်းသားအများစုမတိတာကနာဂီဆာမှာတပ်ဖြတ်လို့စိတ်ပင်ကိုပါရမီပါလာတာပါ။သူကအေးအေးဆေးရပုံစံဖန်ထားပေမဲ့အတွင်းစိတ်မှာတွေးစာလေးတာပါတယ်။ထာခါအိုကာနဲ့မျက်နှာချင်းဆိုင်လိုက်တဲ့အခါကောင်လေးကသူ့ကိုတိုက်ခိုက်ရတော့မယ်ဆိုပြီးပြောနေတဲ့အပြုံးကိုမထိန်နိုင်တော့ပါဘူး။သူကယုံကြည်မှုလွန်ကဲနေတဲ့လူကြီးစီကိုပြုံပြုံလေးရှောက်သွားပါတယ်။ထာခါအိုကာကကောင်လေးမျက်နှာကိုမြင်လိုက်တဲ့အခါစွန့်အော်သွားပါတယ်။အဲ့ဒီခဏလေးအတွင်းမှာပဲနာဂီဆာကသားကိုနီးပြရဲ့လက်ပဲနားရွက်လိုက်ပြီးသူ့ကိုလဲချလိုက်ပါတယ်။ထာခါအိုကတော့ဖာထွက်ပြီးနောက်တစ်ပွဲပြန်နှွဲမယ်လို့အော်ပါတယ်။ကလေးတယောက်ကိုရှောင်းတာလက်မခံနိုင်ဖြစ်နေတာ။
ဒါပေမဲ့နာဂီဆာကတဘောတူညီချက်ကိုတတိသေးပြီးတင်ပေးတာတွေကျေစုတင်ပါတယ်အရှုံးကိုလက်ခံပြီးထွက်သွားပါလို့ပြောလိုက်ပါတယ်ထာကာအိုကလည်းအဆက်ကွဲပြီးထွက်သွားရာကကျောင်းသားတွေကနာဂီဆာကိုဝိုင်းပြီးကျေစုတင်ကြပါတယ်မိုးရွာလေးရဲ့တရားမှာတော့ခိုရိုစင်စေးကျောင်းတော်ကြသည့်ရောက်လာပါတယ်သူ့မျက်နှာကထူဆန်းနေပြီးကောင်းကြီးကဖော်ရောင်နေပါတယ်ရေတွေးဆိုယူထားမိလို့တိတ်ဖန်ချိန်စားတော့အုတ်ကူရာကသူ့ပေါ်ဆက်ထားတဲ့အစိတ်ကိုတောက်ဖို့ဇေယျကိုပေးပါတယ်အားလုံးကကောင်းမလေးရဲ့ရုပ်ဦးမှုကိုရဲကြပေးမဲ့ဇေယျကတော့တောက်လိုက်ပါတယ်တောက်ပြီးတာနဲ့သူ့မျက်နှာဖြူဖြော်ထွက်ပြီးခေါင်းမှာချိုးရီထွက်လာပါတယ်နောက်တော့တကုတ်လုံးအေးခဲသွားသလိုဖြစ်သွားပေမဲ့ချက်ချင်းပုံမှန်ပြန်ဖြစ်သွားပြီးအုတ်ကူရာကိုချီကျူးလိုက်ပါတယ်ဆိုဒီယမ်ဟိုက်ဒရော့ဆိုက်နဲ့လောက်စားလို့လူဆိုတေးချင်းခေါင်းဆိုတာ plan A မအောင်မြင်ရင် plan B ရှိရမယ်လို့ပြောပါတယ်ရုတ်တရက်ဇေယျကတုံးပြန်လို့ပြန်တက်သွားပြီးကျောင်းသားကအရာအလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်သူကပုံတလုံးကိုလေထဲမှာဖမ်းထိန်ထားခဲ့ပါတယ်နောက်ကကျောင်းသားတွေကိုစာသင်ခန်းပြန်ခေါ်ပြီးလာမယ့်စာမွေးပွဲတွေမှာရတဲ့အသည့်ပညာတွေနဲ့သူ့ကိုတတ်မဲ့အစည်းအဝေးဆွဲကြဖို့ပြောပါတယ်ဘာသာရတစ်ခုစီမှအမှတ်အများဆုံးရတဲ့ကျောင်းသားကသူ့လက်တံတစ်ချောင်းစီဖျက်ဆီးခွင့်ရမယ်လို့ဆိုပါတယ်လက်တံပြည့်ရင်သူ့ရဲ့အမြန်နှုန်းကျသွားမှာမို့တတ်နိုင်ခြေပိုများလာမှာပါဒီလိုနဲ့ကျောင်းသားတွေကိုစာကြိုစားဖို့တွန်းအားပေးလိုက်ပါတယ်ကျောင်းစင်းတော်အင်္ဂလိပ်စာအတော်ဆုံးဖြစ်တဲ့နာကူရာကိုခိုရိုစင်ဆေးကအမေရိကန်ထိခေါ်သွားပြီးလက်တွေ့လေ့ကျင့်သေးပါတယ်တင်ချာအတော်ဆုံးခါမကိုတရုတ်ပြည်ကမဟာတန်တိုင်းကြီးအမြင့်သွားတိုင်ခိုင်းပြီးခါယာနိုကိုရာအီတလီကပြီးစမြော်စင်တင်ဆောင်မှုတီဂရီကိုတွားတိုင်ခိုင်းပါတယ်ဒီလိုနဲ့ကျောင်းသားတွေနိုင်ငံခြားထပ်ပြီးလေ့လာခွင့်ရတယ်လို့ဇေယျလည်းပွဲယူတပ်ပုံအယ်ဘမ်ဖြစ်ခွင့်ရသွားပါတယ်စာမွေးပွဲအပြီးမှာနာကူရာအိုကူရာနဲ့ခါမညဘက်မီဆူမီဖန်ချီညင်နာဇေယျကိုတက်ကဲတက်တင်တလားလို့တွေးမိကြပါတယ်ဇေယျကိုချစ်ပေမဲ့ကဘာကြီးကိုကဲဖို့တတ်ရမှာပါခိုရိုစင်ဆေးရောက်လာပြီးမနက်ဖြန်သူတို့ရဲ့စွမ်းဆောင်ရည်ကိုစောင့်မျှော်နေကြောင်းပြောပါတယ်ကြီးကျယ်တဲ့နေ့ရောက်လာတော့လက်နက်တွေကိုစီကိုင်းတီကွက်ညက်မဲ့နေရာကိုသွားကြပါတယ်ခိုရိုစင်ဆေးကိုကျိုးထုတ်ထားပြီးထောင်ချောက်တွေဆင်ချပါတယ်နာဂီဆာကလက်တံတွေဖြတ်ပြီးရင်ဇေယျကိုရေဖြစ်ချတဲ့စီပိုင်းထဲပစ်ထည့်မယ်လို့ပြောပါတယ်ရေကဇေယျရဲ့အားနဲ့ချက်ဆိုတာသူတီထားလို့ចောင်းသားတွေပစ်ခတ်ပြီးရေတွေနဲ့ပတ်ကြပါလေနောက်ဆုံးမှចောင်းသားနှစ်ယောက်ကရော်ဘာကြီးတွေနဲ့ဇေယျမျက်နှာကိုတိတ်ပစ်လိုက်ပါတယ်ထီခါနီးမှမဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပြီးရေပဝဲကြီးပျောက်သွားပါတယ်ရှာကြီးတော့ခန္ဓာကိုမရှိတော့ပဲကောင်းပိုင်ကျမ်းမာတော့တယ်အဲ့ဒီခေါင်းကလည်းတလင်းကြောက်လောက်အလွားနဲ့ဖုံးအုပ်ထားပြီးပါးနဲ့မှဖြက်စီလို့မရတော့ပါဘူးနျူကလ িয়ার ပုံတောင်မတော့တဲ့ absolute defense ပါဒါပေမဲ့24နာရီပဲခံမှာမို့ကြောက်သားတွေကသူ့ကိုရေခမ်းတဲ့ထက်ဒီရောဘာကြီးတွေနဲ့ဝိုင်းထားဖို့စဉ်းစားကြပါတယ်အလွားကွဲတာနဲ့ကြီးတွေထီပြီးထိတ်အောင်လို့ပါဒါပေမဲ့ခိုရိုစင်ဆေကအဲ့ဒီတော့ဖြစ်ရင်သူပြန်ပါကွဲသည့်ကြီးတွေကိုမုတ်ထုတ်ပေးမယ်လို့ပြောပါတယ်ရုတ်တရက်ကြောင်းသားတချို့မူးလဲကုန်ပါတယ်ခါယာနိုကသူတို့အဖျားတက်နေတာသတိထားမိလိုက်ပါတယ်မိနစ်ပိုင်းအကြောင်းမှာထာခါအိုကားနဲ့သူ့လူလျရောက်လာပြီးသူမထက်သွားခင်ကြောင်းသားတချို့ရတောက်ရည်တဲ့ virus ထဲခဲ့ကြောင်းပြောပါတယ်အဲ့ဒီ virus က3ရက်အတွင်းတည်စေနိုင်ပြီးဖေးဆေးကသူတယောက်တည်းရှိမှာပဲရှိတာပါထာခါအိုကားကနာဂီဆာကြောင့်သူအဆက်ကွဲခဲ့ရလို့ကလေးစားချေဖို့ဖြတ်လာတာဖြစ်ပါတယ်ခါမာကနာဂီဆာကိုဆက်ခရပြီးဆရာကိုအပမခံရအောင်ထပ်ပြေးကြပါတယ်အီတိုနာကလိုက်လာပြီးထာခါအိုကားကဖေးဆေးတွေယူပြီးထွက်သွားပါတယ်တခြားကျောင်းသားတွေကနေမကောင်းတဲ့သူတွေကိုပြုစုနေတော့ခါမာနဲ့နာဂီဆာကမြောက်စင်ဖို့တက်ပြေးကြပါတယ်အီတိုနာကတွေ့သွားပြီးလေကားတွေတို့ဖျက်ဆီးပစ်လိုက်ပါတယ်နာဂီဆာကဆရာပုံဆောင်ခဲရုံကိုကာမာစီပစ်ပေးလိုက်ပေမဲ့ကာမာကိုအီတိုနာကဖမ်းမိသွားပါတယ်ကာမာကသူ့လက်ထက်ကအလုံးနဲ့ပြန်တိုက်ခိုက်ပြီးထပ်ပြေးဖို့ကြိုးစားပေမဲ့အကန်ခံလိုက်ရပါတယ်နာဂီဆာကပြုတ်မကြအောင်မြောက်စင်ကိုတွေ့ကတ်ထားရပါတယ်ကာမာကအရှုံးဖေးပြီးဆရာကိုပေးပါမယ်လို့ပြောပေမဲ့အဲ့ဒီအလုံးကိုအီတိုနာစီမပေးပဲသူ့သူငယ်ချင်းစီပစ်ပေးလိုက်ပါတယ်အီတိုနာကသူ့လက်တန်းတွေနဲ့တိုက်ခိုက်ဖို့လုပ်ပေမဲ့အဲ့ဒီအချိန်မှာပဲမိုးရွာချလာပါတယ်ခန္ဓာကိုယ်ရေဆိုးသွားတဲ့အတွက်အီတိုနာစွမ်းအားတွေပျောက်သွားပါတယ်ကိုရိုဆန်ဆေးကကျောင်းသားတွေကိုချီးကျူးလိုက်ပါတယ်ဒီအချိန်မိုးရွာမယ်ဆိုတာကြိုသိလို့ဒီနေ့ကိုရွေးခဲ့ကြတာပါဒါက plan B ပေါ့ဆရာကအီတိုနာကို class E မှာလာတတ်ချင်ရင်ကြိုးဆိုပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Risu စီကနေကျောင်းမှာဘာဖြစ်နေလဲဆိုတာတည်ရင်ဝဲလာပါတယ်နာဂီဆာကအိတ်တလုံးကင်ပြီးတာကာအိုကာစီရောက်လာပါတယ်တာကာအိုကာကဆရာကိုဘီလက်မြေလောင်းပြီးကာယာနိုနဲ့အတူမြုပ်ပေးမယ်လို့ချန်စီနေတာပါဒါမှဆရာကပောက်ကွဲညံကျောင်းသားပါတေးမမို့လို့မပောက်ကွဲရဲအောင်လုပ်တာမှာတာကာအိုကာကဆရာကိုပေးဖို့ပြောတော့နာဂီဆာကဆရာကိုသူတို့လက်နဲ့ပဲအဆုံးစီရင်ပါတယ်လို့တောင်းပန်ပါတယ်တာကာအိုကာကဂလူမဆိုင်ပဲကောင်းလေးခေါင်းကိုခြေတော့နဲ့နင်းချေပါတယ်အဲ့ဒီလိုအဆက်ခွဲခံယူတော့နာဂီဆာကရစ်ဆူစီကမက်ဆေ့ရပြီးပြုံလိုက်ပါတယ်သူကအိတ်ကိုတာကာအိုကာစီပေးလိုက်ပေမဲ့ဖွင့်ကြည့်လိုက်တော့ဘောလုံးတစ်လုံးပဲဖြစ်နေပါတယ်
အဲ့ဒီအချိန်မှာပဲဂျန်နဲ့ចောင်းသားတွေရောက်လာပြီးလူဆိုးတွေကိုသူတို့လှုပ်ထားတဲ့ဘေးလက်မြေထဲတွန်းချပြီးပိတ်လောင်လိုက်ကြပါတယ်ကိုရိုဆန်ဆေးကဖြည့်ဆည်းဖော်နိုင်ခဲ့တဲ့အိုကူတာနဲ့ထတိရှိတဲ့နာဂီစာကိုချီးကျူးပါတယ်မိနစ်ပိုင်းအကြာမှာစစ်ရဟရင်တွေရောက်လာပြီးအားလုံးကိုခေါ်သွားပါတယ်စစ်တပ်ကကိုရိုဆန်ဆေးကိုပုံဆောင်ခဲ့အချိန်ငယ်မှမဲ့ဖျက်ဆီးဖို့စီစဉ်ထားပါတယ်သူကိုအတူပြုလုပ်ထားတဲ့အမိုးခုံးออกมาထားပြီးရောဘာကြီးတွေနဲ့ဖြည့်ကဖောက်ခွဲမှာဖြစ်ပါတယ်မခွဲခင်စစ်ရာကိုနောက်ဆုံးစကားပြောခွင့်ပေးလိုက်ပါတယ်ဆရာကចောင်းသားတွေရဲ့တိုးတက်မှုကိုဝမ်းသာကြောင်းသူတို့ရဲ့ဆရာခေခွင့်ရတာကျေးဇူးတင်ကြောင်းပြောကြားပါတယ်။မကြခင်မှာပဲအမိုးခုံးတစ်ခုလုံးရောဘာကြီးတွေနဲ့ပြည့်ထွားပြီးပောက်ကွဲမှုကြီးဖြစ်ပွားပါတော့တယ်။အမိုးခုံးကြီးကြတော့မဖြက်စီးပဲကြံခဲ့ပြီးအားလုံးကကြိုးသားဆရာတေးသွားပြီးတော့ထည့်လိုက်ကြပါတယ်။ចောင်းသားတွေကသူတို့ဆရာတေးသွားတာကိုလက်မခံနိုင်ပဲငိုကြွေးကြပါတယ်။နာဂီစာငိုနေတော့မှတွန်းနောက်ကနေအဝါရောင်လက်တံတွေထွက်လာပြီးတ िश ူပေးလာပါတယ်။လက်ကြည့်လိုက်တော့ကိုရိုဆန်ဆေးထစ်နေတာကိုတွေ့လိုက်ရလို့အံ့တော်သွားပါတယ်။စစ်သားတွေကကြောက်ပြီးထွက်ပြေးကုန်ကြပြီမဲ့တာတာအိုမီကတော့ပျော်နေပါတယ်စိတ်တတာတာရောက်သွားတဲ့ចောင်းသားတွေလည်းចောင်းပြန်တက်ကြပြီးမနက်တိုင်းအဝါရောင်ရေဘဝဲကောက်ကြီးကိုတေနတ်နဲ့ပိတ်ခတ်တဲ့နေဆက်လုပ်ငန်းဆောင်တာတွေကိုပြန်လုပ်ကြပါတော့တယ်ကဲ class 3E အနေနဲ့ចောင်းမစင်ခဲ့ကိုရိုဆန်ဆေကိုတတ်နိုင်မှာမလားဤစကားပြီးကိုဘယ်တော့မြင်လဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လုပ်ပါဖို့လည်းမမေ့နဲ့ဦးနော်နောက်ထပ် movie recap တွေမှာပြန်ဆုံးကြတာပေါ့ဗျာ